ငါတော့သူ့လောက်မတော်ဘူးငါမှတူလို့မျိုးအကြံဉာဏ်ကောင်းလို့မရှိဘူးနောက်ပြီးကိုဘလောက်ပဲစူးစမ်းလို့ရလာပါစေမလုံးတော့ဘူးဆိုတော့အတွေ့အမျိုးတွေးနေတတ်လားဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားမယ်ဆိုရင်ဒီအတွေ့တွေကဘယ်ကလာလဲဘယ်ကနေပြီးတော့ဘယ်လိုစဖြစ်တာလဲနောက်ပြီးဒီလိုမျိုးခံစားချက်တွေကိုဘယ်လိုကြော်လွှားအောင်လဲဆိုတဲ့နည်းလမ်းလေးကိုညှောက်ပြသွားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီ channel လေးမှာတော့စိတ်အေးချမ်းအောင်ဘယ်လိုနေထိုင်ရမလဲကိုယ့်ရဲ့ဒီအတွေးတွေကိုဘယ်လိုပြောင်းရမလဲ self love meditation healing အကြောင်းတွေကို share လုပ်ပြသွားမှာဖြစ်ပါတယ်ရှင်ကျမတို့တော်တော်များများကလေတခုခုဖြစ်လိုက်ရင်တခုခုအမားလုပ်မိလဲငါမှယုံကြည်မှုမရှိလို့ပဲလို့ထင်တတ်ကြတယ်တကယ်တော့ယုံကြည်မှုမဟုတ်ပဲကိုနှစ်ပေါင်းများစွာအချိန်ပေါင်းများစွာကြားလာခဲ့ရတဲ့စကားတွေကြောင့်ဖြစ်နိုင်ပါတယ်ယုံကြည်မှုမဟုတ်ပဲအဲ့ဒီအတွေ့ကကိုနှစ်ပေါင်းများစွာကြားသိလာခဲ့ရတဲ့အမြင့်တွယ်နေတဲ့ယုံကြည်ချက်တစ်ခုကြောင့်ပါအခွင့်အရေးတစ်ခုရလာရင်တောင်ငါနဲ့မထိုက်တန်ဘူးငါမလုံနိုင်လောက်ဘူးဆိုပြီးတွေးနေတတ်တယ်အဲ့လိုပဲသူများရဲ့အောင်မြင်တာမြင်တိုင်းလေသူတို့ကတော့တော်လို့ပါသူတို့ကတော့အဆင်ပြေနေလို့ပါဆိုပြီးကိုတခြားသူတွေနဲ့နှိုင်းယှဉ်ပြီးမလုံလောက်ဘူးလို့ခံစားနေရတာကျမကိုယ်တိုင်ကလည်းအရှင်တုန်းကဒီလိုမျိုးကိုအမြဲတမ်းကန့်သက်ထားတဲ့လူတစ်ယောက်ပါငငယ်တုန်းကအကိုနဲ့နှိုင်းယှဉ်တယ်တငယ်ချင်းတွေကြားထဲမှာဆိုလဲနေကသူ့လောက်မတော်ဘူးကိုကဘယ်တော့ပဲစူးစမ်းပါစေစူးစမ်းတဲ့ဟာကိုအတိမတိမခံခဲ့ရအဲ့ဒီတော့ကြောင့်ကြီးလာတဲ့အချိန်မှာအလုပ်ထဲမှာဆိုလဲအခွင့်အရေးတစ်ခုရလာရင်ဆိုတော့ငါနဲ့မထိုက်တန်ဘူးငါလုံနိုင်မှာမလားဆိုပြီးတော့စိုးရိမ်စိတ်တွေတန်တရားစိတ်တွေဖြစ်နေတတ်တယ်ဒါပေမဲ့ကျမဒါကို healing journey ရှောက်ပြီးနောက်ပိုင်းသိလာရတာကဒီလိုမျိုးအတွေးတွေဟာကျမတို့ယုံကြည်မှုမရှိတာမဟုတ်ပဲကိုငငယ်ကလေးကကြားသိခဲ့ရတဲ့စိတ်ဖန်များစွာကြားလာခဲ့ရတဲ့စကားတွေကြောင့်ကျမတို့ရဲ့စိတ်ထဲမှာအမြင့်တွယ်နေတဲ့ယုံကြည်ချက်တစ်ခုကြောင့်ပါဒါဆိုရင်ဒီလိုအတွေးတွေဝင်လာတိုင်းဘယ်လိုမျိုးပြောင်းလဲကြမလဲကျမတို့ကိုမလုံလောက်ဘူးငါကတော့ဒီຢာနဲ့မထိုက်တန်ဘူးငါသူ့လောက်မတော်ဘူးဆိုတော့ limited belief တွေဝင်လာတိုင်းခဏလေး pause လုပ်လိုက်ပါပြီးရင်ကိုဒီလိုလေးတွေမေးကြည့်လိုက်ပါဒီအတွေးကဘယ်ကစတာလဲငါရဲ့အတိတ်တုန်းကဘယ်အတွေ့အကြုံကဒီအတွေးကိုဖြစ်ပေါ်စေတာလဲဆိုပြီးကိုမေးကြည့်လိုက်ပါအရေးကြီးဆုံးတစ်ခုကတော့အတွေးပြောင်းမှုစ조사တာတဲ့ဒီအတွေးတွေကဘာကြောင့်ဖြစ်တာလဲဘယ်ကနေစတာလဲဆိုတဲ့အရင်းမြစ်ကိုရှာပြီးတော့ဒီလိုအတွေးဖြစ်ပေါ်စေတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ရာအရင်းအမြစ်ကိုရှာပြီးတော့ healing လုပ်လိုက်ပါဒီလိုမျိုးကိုယ့်ရဲ့စိတ်ဓာတ်ရာတွေကိုနားလည်သွားတဲ့အချိန်မှာကိုယ့်ရဲ့ဘဝဟာလည်းအသေးသေးနဲ့ပြောင်းလဲလာပါလိမ့်မယ်ပိုကောင်းတဲ့အရာတွေလည်းတွေးနိုင်သွားမယ် limited value လို့ခေါ်တဲ့ scarcity mindset တွေကိုလည်း abundant mindset နဲ့ချိန်သွားနိုင်ပါတယ်နောက်ဆုံးတစ်ခုမှာချင်တာကတော့ဒီအတွေးတွေကိုပဲပြောင်းလဲဖို့ကြိုးစားတာတဲ့ကိုယ့်ရဲ့ဒီအတွေးကိုဖြစ်ပေါ်စေတဲ့စိတ်ဓာတ်ရာအရင်မြစ်ကိုအရင်ဆုံးရှာဖွေဖို့အကြံပေးချင်ပါတယ်ဒီလိုမျိုးကိုယ့်ရဲ့စိတ်ဓာတ်ရာတွေကိုနားလည်သွားတဲ့အချိန်မှာကိုယ့်ရဲ့အတွေးတွေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါလိမ့်မယ်အဲ့လိုမျိုးပဲအတွေးပြောင်းလဲတဲ့အချိန်ကျရင်ကျမတို့ရဲ့ဘဝကလည်းတဖြည်းဖြည်းပိုကောင်းတဲ့အရာကိုတွေးနိုင်သွားပါလိမ့်မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမတို့ self healing meditation နဲ့စိတ်အေးချမ်းပြီးပိုကောင်းတဲ့ဘဝကိုသွားနိုင်မယ့်နည်းလမ်းလေးတွေကိုသိချင်တယ်ဆိုရင်ကျမရဲ့ဒီ channel လေးကို like and subscribe လုပ်ပေးထားပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်